ကဲဒီတစ်ခါမှာတော့ငွေထုတ်နေလေးပြပြပါမယ်ရှင်ပုံမှာပြထားတဲ့အတိုင်းပိုက်ဆံဆိုတဲ့ကိုဝင်ပေးပါရှင်ပြီးရင်တော့ငွေထုတ်မိတဲ့ကိုဝင်ပေးပါရှင်ပြီးတော့ရင်တော့အကောင့်နံပါတ်အကောင့်နံပါတ်စသည်တို့ကိုပြည့်စုံစုံလေးထည့်ပြီးနော်အော်ဒါနဲ့အကောင့်နံပါတ်နဲ့အကောင့်နံပါတ်နေရာမှာ KPay အကောင့်ဇော်မမဟုတ် Wave Pay အကောင့်လေးတီချထည့်ပြီးနော်ပြီးတာနဲ့ထုချင်တဲ့ပမာဏကိုထည့်ပြီးအတီးပြုမိနှိပ်လိုက်တာနဲ့ညီမတို့ admin team စီရောက်သွားပြီ admin team စီမှာအချင်းတို့တွင်ပြန်လွှဲပေးမှာဖြစ်ပါတယ်နော်တစုံတရာရှိလာပါကညီမတို့ admin team ကိုဆက်သွယ်လို့ရအောင် Telegram လေးကိုချပေးထားမယ်နော်လိုရစုပေါက်ပြီးစတိုးများစွာရရှိပါစေလို့ညီမတို့ admin team ကနေစုမွန်ကတောင်းပေးလိုက်ပါရရှင်တာယာတော်နေ့လေးကိုပွင့်ဆိုင်နိုင်ကြပါစေ